သမီးဘာပြောလဲခုချက်ချင်းပြန်ပြောစမ်းဟဲ့အဖေပြောနေရလေဘသူနဲ့ရှိနေတာလဲမင်းမေပြောစမ်းသမီးပြောအဖေကလည်းဘာဖြစ်တာတော့ဦးလေးနဲ့ရှိနေရလေသမီးဦးလေးလေဘာဖြစ်နေတာတော့ဖေကလည်းသမီးမြေမှာဦးလေးတွေအတော်တွေမရှိဘူးလေသမီးအမေကတဦးရီတော့သမီးလေသမီးဘယ်ကဦးလေးနဲ့ရှိနေတာတော့သွားကြည့်တယ်သွားသမီးမသွားရဲဘူးအမေကမလာရဘူးတဲ့အပေါ်ကအဖေတို့ခန်းထဲမှာရှိရဦးလေးနဲ့ရဲကြီးကိစ္စပြောစရာရှိလို့တဲ့သမီးအောက်ထပ်မှာမုံစားတဲ့သွားရဲဦးဖေအေးသမီးဒါဆိုဒီလိုလုပ်သမီးအမေကိုအပေါ်ထဲမှာအခန်းပေါက်ကနေသွားပြောကြီးအဖေအိမ်ရှိမှာရောက်နေတယ်ဆိုပြီးတော့ပြောခဲ့တော့သမီးခုသွားပြောခဲ့ဖေလောက်ပါအောင်ဖေပြောခိုင်းတဲ့သမီးသွားပြောလေအမေကပြားကြီးပြားနဲ့ထွက်လာအခန်းပေါက်ကတခါကြီးနဲ့စောင့်ပြီးတော့မေ့လဲဝိုင်းဘာဖြစ်တာလဲမသိဘူးဖေလောက်ပါအောင်ပြီးတော့လေဦးလေးရလဲလေပရင်းမောက်ကနေကုန်ကြလိုက်တာရေခုကန်နဲ့ပြုတ်ကြသွားပြီဟမ်ရေခုကန်ရေခုကန်ကမနေ့ကအဖေရေတွေထုတ်တာမမတ်မိတော့ဘူးလားအဲ့ဒါကိုခုံချလိုက်တာဆိုတော့ဖေကဘာဖြစ်သွားလဲမသိဘူးမေသမီးကြောက်တယ်မြန်ပြန်လာတော့ဟမ်ရေကူးကန်ဟာငါအိမ်မှာရေကူးကန်မရှိပါဘူးဟာဒီဖုန်းနံပါတ်ကနောက်ဆုံးဖုန်းကဘယ်လောက်လဲနောက်ဆုံးဖုန်းနံပါတ်ပြောစမ်းမဟိုလေးလေဖေကသမီးကြောက်တယ်လာတော့လို့ဆိုဘာပြောနေတာတော့အေးကလေးခွန်လေးလားဟာမသားလို့ကလေးဦးလေးဆက်တာက6ခွန်sorry သမီးဒါပဲနော်မလီငါဖုန်းမပေးဆက်လိုက်တာဟိုဘက်ကတော့ဘာဖြစ်သွားလဲတော့မသိဘူးကလေးမာလီပြောပုံရဆိုရင်တော့တော်တော်ချီစိုးသွားမယ်ပုံပဲငါအမှုပတ်နေလိမ့်မယ်ဖုန်းချိုးဖြုတ်ထားမှာ